ကျောင်းလေကင်မရာရှိမှာအချက်၃ချက်ကိုအတီးပြုပြောပါပထမတစ်ချက်ကမင်းတို့ကပဲငါထိုင်ကုန်ကိုအရင်ဦးဆုံးလူယူခဲ့တာဒုတိယတစ်ချက်ကအခုငါ့ကိုအရေးပေါ်ကုသပေးဖို့မင်းကိုယ်တိုင်တောင်းဆိုနေတာတတိယတစ်ချက်ကနေရင်ပေါ်မှာခွဲစိတ်ခန်းသွေးသွင်းနိုင်တဲ့အခြေအနေနဲ့တားပွားကုသရေးကိရိယာအပြည့်အစုံမရှိဘူးဆိုတာမင်းနားလည်ပြီးသားဖြစ်တယ်မင်းကငါ့ကိုအပြစ်ဝင်ခံခိုင်းနေတာပဲငါမင်းကိုအပြစ်ဝင်ခံခိုင်းတာမဟုတ်ဘူးအမှန်တရားကိုပဲပြောခိုင်းတာမပြောချင်ရင်လည်းရတယ်ဒါပေမဲ့မင်းကြီးဆိုတာကိုလည်းမှတ်တမ်းတင်ထားမယ်လူနာဘက်ကတော့ငါစပြီးစစ်ဆေးနေပြီခုနကဒေါက်တာကျိုးရဲ့ထိုင်ကုန်ကိုကျွန်တော်တို့ပဲအရင်ယူခဲ့တာပါအခုလဲလေရင်ပေါ်ကအကန့်အသတ်ရှိတဲ့အခြေအနေမှာကဲတင်ပေးဖို့ကျွန်တော်ကိုယ်တိုင်တောင်းဆိုတာပါလေရင်ပေါ်မှာတားဖွားကုသရေးအတွက်လိုအပ်တဲ့အခြေအနေပြည့်စုံမရှိဘူးဆိုတာကိုလည်းကျွန်တော်သိပါတယ်လေရင်အမှုထမ်းကြီးကစစ်ဆေးမှုစတင်တဲ့အချိန်ရှိနေတဲ့ပစ္စည်းတွေနဲ့မိသားစုဝင်ရဲ့အတည်ပြုချက်အားလုံးကိုမှတ်တမ်းတင်ပြီးတက်တည်အဖြစ်တင်စီထားပါဟုတ်ကဲ့ဒေါက်တာကျိုးအောက်ဆီဂျင်စားရည်နဲ့ပိတ်စတွေကိုညာဘက်မှာအဆင်သင့်ထားပေးထားပါတယ်ကိုကြောက်ကျေးဇူးပြုပြီးအပြင်ထွက်ပေးပါဒီမှာကုသနေတာကိုမနှောက်ယှက်ပါနဲ့ကျွန်တော်ကသူ့ယောက်ျားပဲဘာလို့မနေလို့ရမှာလဲမိသားစုဝင်ဖြစ်နေလို့ပဲပို့ပြီးရှောင်ဖယ်ထားရတာပါလိုက်ကအပြင်ဘက်ကိုထွက်ပေးပါကျေးဇူးပြုပြီးပူးပေါင်းဆောင်ရွက်ပေးပါယူရန်ကျမပြောတာကြားရလားဟုတ်ပြီကိုဝင်ဘယ်နှစ်ပတ်ရှိပြီလဲ34ပတ်ရှိပါပြီနောက်ဆုံးအကြိမ်ကလေးစစ်တုံးကစိုးရင်ရတဲ့အခြေအနေရှိတယ်လို့ပြောသလားဆရာဝန်ကလေရင်ဝေးကြီးမစီးရဘူးလို့မှားထားခဲ့သေးလားကြောက်လေကပြောတာတော့အနားယူုံနဲ့ရပါတယ်တဲ့အဲ့ရဲ့အတွင်းလိုဝက်အကန့်ထဲမှာအတန်ဖိုင်ရှိတယ်သူ့ကိုမပေးပါနဲ့အိတ်ထဲမှာဘာတွေဖွက်ထားတာလဲအောက်ဆီဂျင်တက်လိုက်ပါစားရည်ကိုအစင်သင်းလုပ်ထားပိတ်စာကိုယူပေးပါမာလန်ရှန်လေးစိတ်ကိုအရေးပေါ်ဆင်းဖို့လေရင်မှုကိုအကြောင်းကြားပါမြေပြင်မှာတားဖွားအဖွဲ့မေးစေးအဖွဲ့သွေးသွင်းအဖွဲ့နဲ့ငွေကင်းစကလေးအရေးပေါ်အဖွဲ့ကိုကြိုတင်ပြင်ဆင်ခိုင်းထားပါအားလုံးကိုနေရာမှာကိုနေကြပါအောက်ဆီဂျင်မျက်နှာဖုံးကိုမဖြုတ်ပါနဲ့စောင့်ကြည့်ရေးကိရိယာကိုလည်းလူနာနဲ့မခွာပါနဲ့ကျမရဲ့ညွှန်ကြားချက်မရှိဘဲဘယ်သူမှလူနာကိုမရွှေ့ကြပါနဲ့ဒေါက်တာကျိုးလူနာရဲ့သွေးခုန်နှုန်းကပိုအားနေလာပြီးသွေးဖိအားလည်းဆက်ကျနေပါတယ်ကျမကိုကြည့်ပါအသက်ကိုအရင်ဖြည်းဖြည်းရှူပါပိုပြီးထိတ်လန့်လေသူ့အတွက်ပိုအန္တရာယ်များလေပါစားရည်ကိုတေချာကင်ထားပြီးကျမပြောတဲ့အတိုင်းလုပ်ပါကျွန်တော်ကိုဝင်ခွင့်ပေးပါကျွန်တော်ကသူ့ယောက်ျားပါအခုသူဘယ်လိုအခြေအနေရှိလဲသိခွင့်ရှိတယ်နင်တကယ်သိချင်တာကသူ့ယောဂအခြေအနေလားဒါမှမဟုတ်သူ့အိတ်ထဲကပစ္စည်းတွေရှိသေးလားဆိုတာလားလေရင်အမှုထမ်းကြီးကသူ့ကိုဒီအခန်းနဲ့နှစ်တန်းကွာကိုခေါ်သွားပါကုသမှုကိုဆက်နှောက်ရှက်ရင်လေရင်ပေါ်စီကံဖောက်ဖျက်မှုနဲ့အရေးယူပါသူ့ကိုဘာပစ္စည်းမှယူမသွားခွင့်မပေးပါနဲ့တယောက်ယောက်ကစောင့်ကြည့်ထားပါအခုရှင်ကအသက်ကိုပဲဖြည်းဖြည်းရှူပါကျန်တာအားလုံးကိုကျမတာဝန်ယူမယ်သွေးဖိအားဆက်ကြနေတော့ပဲဆက်ဆောင်ကြည့်ပါသွေးဖိအားဆက်ကိုမရွှေ့စေနဲ့လေရင်ပေါ်ကအခြေအနေမပြေဆုံးလို့ငါတို့အသက်ရှင်ရုံပဲထိန်းထားနိုင်မယ်တကယ်ကုသမှုကမြေပြင်ဆင်းပြီးမှဆေးအဖွဲ့ကဆက်လက်လုပ်ရမှာပါသွေးထွက်တာကတော့နည်းနည်းတက်တာလာတယ်လို့ပဲယာယီတက်တာသွားတာပဲရှိသေးတယ်အန်ဒီရကင်းသွားပြီလို့မဆိုလိုဘူးခရီးသည်များရှင်ယခုလေရင်သည်မာလန်ရှန်တို့အရေးပေါ်ပြန်လည်ဆင်းသက်တော်မူဖြစ်ပါသဖြင့်ခပတ်များကိုတေချာစွာပတ်ထားကြပါရန်အကြောင်းကြားအပ်ပါသည်လေရင်အမှုထမ်းကြီးကယူရန်ရဲ့လက်ဆွဲအိတ်ဖုံးနဲ့မှတ်ပုံတင်စာရွက်စာတမ်းအားလုံးကိုတက်တည်အဖြစ်တင်စီထားလိုက်ပါသူကိုယ်တိုင်အတိမပြုမချင်းဘသူ့ကိုမှယူသွားခွင့်မပြုပါနဲ့နားလည်ပါပြီကျွန်တော်ကသူ့ယောက်ျားပဲသူ့ပစ္စည်းတွေကိုဘာလို့ကျွန်တော်ကိုမပေးရတာလဲခုနကသူတတိယနေတော့ကနင့်ကိုမပေးပါနဲ့လို့တေချာမှာခဲ့လို့ပဲသူကနာလုံးလို့စိတ်ကြောင်ကြမ်းဖြစ်နေတာအဲ့ဒါကိုဘလို့လို့အတီးယူလို့ရမှာလဲအတီးယူမယူကိုမင်းဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘူးကိုဝင်34ပတ်ရုပ်တရက်သွေးလုံမှုဖြစ်ပွားယာယီထိမ့်သိမ်းမှုလှုပ်ဆောင်ပေးထားသည်လောလောဆယ်အသက်အန္တရာယ်မရှိသေးပါလေရင်စင်းပြီးပါကစိုးရိမ်ရသည့်စစ်ဆေးချက်များနှင့်လေရင်ပေါ်မတက်မီခန္ဓာကိုယ်အခြေအနေကိုအဓိကစစ်ဆေးပါပစ္စည်းများကိုပိတ်သိမ်းထားပြီးဖြစ်၍ကာယကံရှင်၏ခွင့်ပြုချက်မပါဘဲညီသူကိုမျှတွဲပြောင်းပေးမည်မဟုတ်ပါနားလည်ပါပြီဒေါက်တာကျိုးနေရေနိုဆေးရုံကတားဖွားမီရဲ့ဆရာဝန်ဒေါက်တာကျိုးနေရှင်လေရင်ပေါ်ကထိုင်ကုန်ပြဿနာကဘလို့ဖြစ်တာလဲရှင်ကျွန်တော်မိမလေရင်ပေါ်မှာအရေးပေါ်ဖြစ်နေတာကိုဒီဆရာဝန်ကလေရင်ပေါ်မှာရှိနေရတဲ့ကင်မရာရှေ့မှာထိုင်ကုန်လူယူခဲ့တာကိုဝန်ခံခိုင်းတယ်လေရင်ပေါ်ကအခြေအနေတွေကိုအတည်ပြုခိုင်းတယ်အချိန်အကြာကြီးဆွဲပြီးမှလူနာကိုကုသပေးတယ်ကိုကြောက်ခုနာကတော့ရှင်ဒီလိုမပြောခဲ့ပါဘူးငါကမတက်တာလို့လေငါမိမအသက်ပြောက်တော့မှာကိုမင်းတို့ပြောတာမလိုက်နာလို့ရမလားဒေါက်တာကျိုး